မင်္ဂလာပါပရိသတ်ကြီးတို့ရေဒီနေ့ကျွန်တော်တို့တကယ်ကိုထူးထူးခြားခြားစိတ်ဝင်စားစရာကောင်းတဲ့ခရီးတစ်ခုကိုအတူတူထွက်ကြည့်ရအောင်ကမ္ဘာအရှားပါဆုံးနဲ့အလှပဆုံးကားတွေထဲကတစ်စီးဖြစ်တဲ့ Pagani Huayra လိုမျိုးကားတစ်စီးကိုမြန်မာနိုင်ငံထဲကိုတင်သွင်းမယ်ဆိုရင်ဘာတွေဖြစ်လာမလဲဘလို့အခက်ခဲတွေနဲ့ကြုံရမလဲဘလောက်တောင်ကုန်ကျစရိတ်တွေများမလဲဆိုတာကျွန်တော်တို့အတူတူဖော်ထုတ်ကြည့်ရအောင်Paganiဆိုတာရိုးရိုးကားတစ်စီးမဟုတ်ပါဘူးဒါဟာအမှုပညာလက်ရာတစ်ခုအင်ဂျင်နီယာပညာရဲ့အထွတ်ထိပ်တစ်ခုပါလက်နဲ့တစ်စီးချင်းစီထုတ်လုပ်ပြီးကမ္ဘာပေါ်မှာအရေးအတွက်အကန့်အသတ်နဲ့သာရှိတာမို့သူ့ရဲ့တန်ဖိုးကဒေါ်လာတန်းချီပါတယ်ဒီလိုကားတစ်စီးကိုမြန်မာပြည်ကိုသွင်းဖို့ဆိုတာစိတ်ကူးရင်ကြည့်ုံနဲ့တင်ရင်တုံစရာပါပထမဆုံးအနေနဲ့မြန်မာနိုင်ငံရဲ့ကားတင်သွင်းမှုစီးမြင်တွေကိုနားလည်ဖို့လိုပါတယ်အစိုးရရဲ့မူဝါဒတွေကခဏခဏပြောင်းလဲနေတတ်ပြီးအထူးသဖြင့်ဇိမ်ခံကားတွေအတွက်ဆိုပိုပြီးရှုပ်ထွေးပါတယ်ဖက်ကန်နိုင်လိုကားမျိုးဆိုရင်တော့အခွန်ခတွေကတောင်ပုံရပုံပါပဲတင်သိပါသလားဖားကန်တစည်းကိုမြန်မာပြည်ထဲရောက်ဖို့ဆိုရင်ငွေရင်းစည်းနှုန်းရဲ့3ဆ4ဆ5ဆဒါမှမဟုတ်ပိုများတဲ့အခွန်ခတွေပေးဆောင်ရနိုင်ပါတယ်ဒါဟာရိုးရိုးတန်းတန်းအခွန်မဟုတ်ပါဘူးသွင်းကုန်ခွန် import duty ဇိမ်ခံကားတွေအတွက်ရာခိုင်နှုန်းအတော်လေးမြင့်ပါတယ်100ကနေ200ထိတောင်ဖြစ်နိုင်ပါတယ်နှစ်အထူးကုန်စည်ခွန် special goods tax ဒါကဇိမ်ခံပစ္စည်းတွေအတွက်တီးတန့်ကောက်ခံတာပါကားတန်ဖိုးပေါ်မူတည်ပြီးရာခိုင်နှုန်းမြင့်ကောက်ခံပါတယ်200ထိတောင်ရှိနိုင်ပါတယ်3ကုန်သွယ်လုပ်ငန်းခွန် commercial tax ဒါကလည်းပုံမှန်ကုန်သွယ်ခွန်ထက်ပိုများနိုင်ပါတယ်4ဝင်ငွေခွန် income tax ကားတင်သွင်းတဲ့ကုမ္ပဏီဒါမှမဟုတ်လူပုဂ္ဂိုလ်ရဲ့ဝင်ငွေအပေါ်မူတည်ပြီးကောက်ခံပါတယ်ဒီအခွန်တွေအားလုံးပေါင်းလိုက်ရင်ဖက်ကန်ရဲ့ငွေရင်းစည်းနှုန်းကနေအဆမတန်မြင့်တက်သွားပါတော့တယ်ဥပမာတစ်ခုပြောရရင်ဒေါ်လာ3တန်တန်ဖက်ကန်ခွဲရာတစ်စီးကိုမြန်မာပြည်ထဲတရားဝင်တင်သွင်းမယ်ဆိုရင်အခွန်အခနဲ့တခြားစရိတ်တွေအားလုံးပေါင်းပြီးဒေါ်လာ10တန်းကျော်ဒါမှမဟုတ်15တန်းလောက်အထိကုန်ကျနိုင်ပါတယ်ဒါဟာကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်တွေတောင်သုံးသပ်ရမယ့်ပမာဏပါနောက်ထပ်အခက်ခဲတွေကတော့စာရွက်စာတမ်းတွေနဲ့လုပ်ထုံးလုပ်နည်းတွေပါပဲကားတင်သွင်းခွင့်လိုင်စင်မော်တော်ယာဉ်မှတ်ပုံတင်ပတ်ဝန်းကျင်ဆိုင်ရာစစ်ဆေးမှုတွေလုံခြုံရေးစံနှုန်းတွေနဲ့ကိုက်ညီမှုရှိမရှိစစ်ဆေးတာတွေအများကြီးရှိပါသေးတယ်ဒီလိုကားမျိုးအတွက်ဆိုရင်သတ်မှတ်ချက်တွေကပိုပြီးတင်းကျပ်ပါတယ်ပို့ဆောင်ရေးကလည်းစိန်ခေါ်မှုတစ်ခုပါဖက်ကန်လိုကားမျိုးကိုပင်လယ်ရေကြောင်းနဲ့တည်ယူရမှာအထူးဂရုစိုက်ရပါတယ်ကွန်တိန်နာထဲမှာဘလို့ထည့်မလဲစိတ်ကမ်းမှာဘလို့ချမလဲပြီးတော့မြန်မာနိုင်ငံရဲ့လမ်းတွေပေါ်မှာဘလို့တည်ယူမလဲဆိုတာတွေကလည်းစဉ်းစားစရာတွေပါကားကိုအနှဲငယ်လေးတောင်ထိခိုက်မှုမဖြစ်အောင်အထူးပြုလုပ်ထားတဲ့တည်ယူပို့ဆောင်ရေးစနစ်တွေလိုအပ်ပါတယ်ဒါဆိုဒီလိုမျိုးဖက်ကန်တစ်စီးကိုမြန်မာပြည်မှာမြင်တွေ့ရဖို့ဘလောက်တောင်ခက်ခဲလဲဆိုတာစဉ်းစားကြည့်ပါလက်ရှိအခြေအနေတွေအရဆိုရင်တရားဝင်နီးလန်းနဲ့တင်သွင်းဖို့ဆိုတာလက်တွေ့ကျမဖြစ်နိုင်တဲ့လောက်ပါပဲပုံမှန်ကားတွေတောင်တင်သွင်းရတာစီးမြင့်စည်းကမ်းတွေများပြားပြီးအခွန်အခကြီးမြင့်နေတာမို့ဒီလိုစူပါကားတွေဆိုပိုလို့တောင်ဆိုးပါတယ်ဒါဆိုကျွန်တော်တို့ရဲ့ဒီနေ့ခရီးစဉ်ကနေဘာသင်ခန်းစာရခဲ့လဲဖားကန်နာလိုကမ္ဘာအကောင်းဆုံးကားတစ်စီးကိုမြန်မာပြည်ထဲသွင်းဖို့ဆိုတာငွေကြေးအင်အားတစ်ခုတည်းနဲ့မလုံလောက်ဘူးဆိုတာပါပဲရှုပ်ထွေးတဲ့စီးမြင်တွေမဖြစ်နိုင်လောက်အောင်မြင့်မားတဲ့အခွန်ခတွေပြီးတော့အထူးပြုလိုအပ်ချက်တွေအများကြီးရှိနေပါတယ်ဒီအကြောင်းအရာကမြန်မာနိုင်ငံရဲ့စီးပွားရေးနဲ့ကုန်သွယ်ရေးမူဝါဒတွေကိုပြန်လည်သုံးသပ်ဖို့လိုအပ်နေသေးတယ်ဆိုတာကိုပြသနေတဲ့သင်္ကေတတစ်ခုလည်းဖြစ်နိုင်ပါတယ်ဒီတော့ပရိသတ်ကြီးတို့ရေမြန်မာပြည်မှာဖက်ကန်တစ်စီးကိုမြင်ရမယ့်နေ့ကဝေးနေသေးတယ်လို့ကျွန်တော်တို့ပြောရမှာပါပဲဒါပေမဲ့စိတ်ကူးယဉ်ကြည့်ရတာတော့ပျော်စရာကောင်းပါတယ်နောက်ထပ်ဘလို့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုသိချင်လဲဆိုတာကွန်မန့်မှာရေးသွားပေးပါဦးကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်နော်ဘိုင်ဘိုင်